ထိုင်းနိုင်ငံရဲ့နာမည်ကျော်ကမ်းခြေအပန်းဖြေမြို့တစ်မြို့ဖြစ်တဲ့ချာအန်းမြို့မှာရှိတဲ့လူသူမရှိဘဲစွန့်ပစ်ထားတဲ့အဆောက်အအုံဟောင်းကြီးတစ်ခုကိုရဲတပ်ဖွဲ့ကအင်အားလုံးရင်းနဲ့ဝင်ရောက်စီးနင်းလိုက်တဲ့သတင်းတစ်ပုဒ်ထွက်ပေါ်လာပါတယ်။ဒီအဆောက်အုံကြီးဟာတိဆောက်လက်စနဲ့ရန်နာထားတာကြာပြီဖြစ်ပြီးလက်ရှိမှာတော့လူစရိုက်မှုတွေကျူးလွန်ရာနေရာဖြစ်နေတဲ့ဆိုတဲ့ဒေသခံတွေရဲ့တိုင်ကြားချက်တွေကြောင့်ရဲတပ်ဖွဲ့ကအခုလိုစစ်စင်ရေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။စီးနင်းမှုအတွင်းမှာမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီးအရာရှိပေါင်းများစွာကအဆောက်အုံအတွင်းတခန်းဝင်တခန်းထွက်စစ်ဆေးခဲ့ကြပါတယ်။အဆိုပါအဆောက်အုံအတွင်းမှာမူရစ်စေဝါသုံးစွဲသူတွေခိုအောင်နေထိုင်လေးရှိသလိုတရားမဝင်လာရောက်နေထိုင်သူတွေရဲ့အမိုက်တရိုက်တွေနဲ့မတင်ကားပွဲရာပစ္စည်းတချို့ကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒေသခံပြည်သူတွေအနေနဲ့ဒီအဆောက်အုံကြီးနားကနေဖြတ်တန်းသွားလာရမှာကိုအမြဲတမ်းစိုးရိမ်ထိတ်လန့်နေရပြီးအမောင်ထုကိုအခွင့်ကောင်းယူတဲ့ခိုးဆိုးလူနိုင်မှုတွေဖြစ်ပွားမှာကိုလည်းအလွန်အမင်းစိုးရိမ်နေကြတာပါရဲတပ်ဖွဲ့ကတော့အဆောက်အုံပိုင်ရှင်တွေကိုဆက်သွယ်ပြီးတော့နောက်မှာလူတွေအလွယ်တကူဝင်ရောက်နိုင်ခြင်းမရှိအောင်ခြံစည်းရိုးခတ်တာဒါမှမဟုတ်လုံခြုံရေးတိုးမြင့်တာမျိုးတွေလှုပ်ဆောင်ဖို့တတိပေးထားပါတယ်အခုလိုမျိုးဝင်ရောက်စီးနင်းစစ်ဆေးတာဟာခရီးသွားတွေနဲ့ဒေသခံတွေရဲ့လုံခြုံရေးကိုအာမခံချက်ပေးနိုင်ဖို့နဲ့မြို့ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့အတွက်ရည်ရွယ်တာဖြစ်ကြောင်းသတင်းရရှိပါတယ်။